တာတော့ကောင်းပါ အဲ့ဒါမင်းတို့ကိစ္စရော့ဒိုင်းမို့ကဲကိုကျုံဝက် ဗျာ ခမည်းက9000တန်ကြီးပြန်လို့ပဲ ဗျာ မပြားနဲ့လေခမည်းသားတွေခမည်းမဆုံးမလို့ခမည်းတို့ဒိုင်ရိုက်တယ်လေ ဟိုမှာကျွန်တော်ယော်မလိုက်တာကြ မရဘူးသူတို့3ယောက်စလုံးယော်ပြီးပြီသူတို့3ယောက်လည်းရက်ွက်ရောင်ဝင်ပေးခဲ့ပြီးပြီခမည်းပဲတန်ကြီးကြံတော့အဲ့တော့9000 ပတ်စာရှိတော့ဘူးရတယ် ဟမ်ဘယ်လောက်ရှိတာ ဒါလေးပဲရ8000ဘူးပဲ ရပြီအဲ့တော့ဒိုင်မို့ ဟုတ်ပြီ ကိုကျင်ဝက်ဒန်ကြီးအကျွေး4200ကျန် ဟာ ကျင်းလားကျင်းလား ကျွန်တော်ပါတယ် နောက်ကရံဖြစ်ချင်သေးလား မပြေတော့ပါတယ်ကျွန်တော်ပါတယ် ကျင်းနေပြီးရောအားလုံးပြန် ဟုတ်ကဲ့ပါဟုတ် ပြလေ မင်းပါလေ ပြန် ဒါလေ ငါခင်မတော့ရန်ဆောင်နေကြတော့ငါကဲပတ်စံပေးတို့လည်းအိမ်ပြန်မယ် အတိတ်ကမရှိတာကွာဟိုနေရာချိန်ကနေတော့မင်းတို့ညီကိုနှစ်ယောက်ဒီနေရာချိန်ကနေတော့မင်းတို့ညီကိုနှစ်ယောက်ဘာမှသုံးစားလို့မရဘူးအခုဒီမှာဆိုင်ကယ်လည်းပြင်နေရဟမ်မင်းတို့ငါမျက်နှာကိုကြည့်ကြပါဦးလားကွာဟာဘာလို့လဲ အမေပဲချစ်တော်ပေးရလေ ငါတိတ်ခါနဲ့ငါကုံပုတ်ကိုကြည့်ပါအောင်လို့ပြောနေတာဟမ်မင်းတို့ကြောင့်ငါမှယုံသွားလိုက်ပတ်စံဟိုလူပေးရလိုက်ဒီလူပေးရလိုက်နဲ့မင်းတို့ကိစ္စတွေရှင်းနေရတာဟမ်ဘာမှလွယ်မလဲဘာမှလွယ်မလဲငါမျက်နှာကိုအိုးမဲမတုတ်ကြပါနဲ့ အိုမဲတောက်เสียမလို့ပါဘူး အေး မဲပြီးသားပဲ အမိတ်ပိုက်ထဲမှာတွေကသုတ်လာတာဘာကွာဘာစကားပြောတာလဲဟမ် ဘာဘူး မင်းတို့ကြောင့်ငါတိတ်ခါကြီးကြကုန်ပြီလို့ငါပြောနေတာဟမ်ဘာလှုပ်လို့မင်းတို့ညီကိုညောက်ကိုပဲငါဒီယူဆိုင်နေရတယ်